အင်တမတတိထားကြကောင်းတယ်ပေါ့သူတော်ကောင်းလို့ဆိုတဲ့ပုဂ္ဂိုလ်ရဲ့တဏ္ဍမှာဓာရီရှိနေသေးတယ်ဆိုရင်ဒါသူတော်ကောင်းအစစ်မဟုတ်နိုင်ဘူးနော်သူတော်ကောင်းလို့မခေါ်နိုင်သေးဘူးဘာဖြစ်လို့လဲဆိုစိတ်ရဲ့အညစ်အကြေးတွေသူ့ရဲ့ထဲမှာရှိနေတယ်သူလက်ခံထားတယ်အညစ်အကြေးမှမသိဘူးဥပမာရဲ့ထဲမှာကျေစုမတင်တတ်ဘူးကျေစုကန်းတယ်သူများကျေစုတရားကိုအသိမှမပြုဘူးဆိုဒါစိတ်ရဲ့အညစ်အကြေးလို့မထင်ဘူးအကုသိုလ်လို့လည်းမထင်ကြဘူးမထင်ကြတဲ့အခါကျဖယ်ဖို့မကြိုးစားတော့ဘူးပေါ့နော်အပြစ်ကိုအပြစ်လို့မြင်မှရှင်းထုတ်နိုင်တာ哦အဲ့တော့အပြစ်ကိုအပြစ်လို့မမြင်ဘူးအကောင်းထင်နေတယ်နော်သူများကိုအတိမမပြုတ်နိုင်ဘူးငါနဲ့ဘာထူးလဲတမင်စားကြည့်ကြတာပဲဆိုတာမျိုးတွေချက်ဒါပလာတာဆိုတဲ့အကုသိုလ်မှန်သိမသိချဘူးမသိတဲ့အခါကျတော့လူတွေမှာဒီလိုဟာဖြစ်ရုံဖြစ်စဉ်ဆိုပြီးလက်ခံထားကြတယ်လက်ခံထားသည့်အတွက်ကြောင့်ဖယ်ရှားဖို့မကြိုးစားဘူးမကြိုးစားတော့ဘာဖြစ်နေဒါကိုအကြောင်းပြုပြီးတော့အကုသိုလ်မှုတွေဆက်ဖြစ်လာတယ်အကုသိုလ်တွေကိုလမ်းဖွင့်ပေးနာတယ်နော်အဲ့ဒီလမ်းဖွင့်ပေးလာတာပို့ပြီးတော့ကြီးသွားတာပေါ့သူရှိနေတော့အကုသိုလ်တွေအဲ့တော့မက္ခတို့ပလာတာတို့ဒီအကြောင်းတွေမနေ့ကရှင်းပြပြီးပြီဒီကနေ့နောက်ထပ်ရှင်းပြဖို့ရကတော့အတွဲလိုက်ဆိုရင်၄နံပါတ်အတွဲကအိတ်တာနဲ့ပစ္စရိယဒီနှစ်ခုဟာလူတွေရဲ့တဏ္ဍမှာအဖြစ်များတဲ့တရားတွေအဲ့တော့ကိုယ်တဏ္ဍမှာဖြစ်ရင်ဘယ်လိုပုံစံနဲ့ဖြစ်တယ်လဲဆိုတာကိုသိအောင်ကြိုးစားရမယ်အိတ်တာရဲ့အဓိပ္ပာယ်ကဘာလို့ဆိုပမာလို့ကတော့ညူစုခြင်းလို့ပြန်ရတယ်ညူစုတယ်ဆိုတော့ဘာမှမသိဘူးသိနိုင်ဘူးအိတ်တာရဲ့အဓိပ္ပာယ်ကတော့jealousyလို့ပြောရင်တော့ခေတ်လူတွေကတော်တော်သိသွားတယ်jealousyဖြစ်တာအိတ်တာဆိုတဲ့အဓိပ္ပာယ်ကအပြစ်ပြောတာလို့ဆိုလိုတယ်အကောင်းမမြင်ဘူးအပြစ်ပြောတာလူတယောက်ကြီးပွားတိုးတက်နေလို့ရှိရင်အကောင်းမပြောနိုင်ဘူးအပြစ်ပဲမြင်တယ်နော်ကိုရှိမှဘယ်သူကဖြစ်တော်တယ်လို့ပြောရင်စိတ်ထဲကတက်ပြီးတော့မကြိုက်ချင်ဘူးအဲ့ဒါအိတ်တာရဲ့သဘောပဲအိတ်တာရဲ့သဘောတွေပဲလူတယောက်ရဲ့ကောင်းစားတာကိုမကြည့်နိုင်သူ့ရဲ့စัจ jit မဲ့ကတော့မုဒိတာဆိုတာပြမစိုးတရားတွေမှာ